သိလားရှင်တို့တယ်လီဂရမ်အကောင့်တောင်းလိုက်ဘင်ကိုလိုက်ကကောင်မလေးတဲ့ဘယ်သူမှပေးမှမဘူးသိလားဘာလို့လဲသိလားအဲ့ကောင်မလေးကလေတာမဟုတ်ဘူးရှင်တို့လေတာကိုသူကကြိုသိရသိလားသိလားသဘောပေါက်စိတ်တွေဝေးပြီးဘလို့ကောင်းနေလဲမသိဘူးအားကိုတူနေလာပေးအားရယောက်ျားလေးဆိုမတောင်းဟယ်လိုမင်္ဂလာပါယောက်ျားလေးဆိုမတောင်းညာတိုင်းကွာညာတိုင်းမိန်းကလေးတယောက်ကိုညာတိုင်း like ညာတိုင်းနဲ့ကြည့်ရတယ်စကားလည်းပြောလို့ရတယ်တော်ပြီပေါ့ဒါလည်းတယ်လီကနေဘာလုပ်တာစိတ်ပြက်စရာကိုကကတော့တယ်လီဂရမ်3ချိန်မရှိဘူးဘင်ကိုလိုက်နေတယ်ဒီမှာအလုပ်တင်တန်းနဲ့ဘင်ကိုလိုက်နေတော့မှပဲတနေ့2နာရီတော့မနေ့လူပြီးတော့ဟောပါလေနင်ကဟိုဖြစ်နေတာဒီလားအဲကြောင့်ချစ်တယ်ကိုကသူ့ကိုချစ်တယ်မျက်နှိုးတွေတန်ဖိုးထားရဲဆိုသူဘာလို့အပ်နေလဲတဲ့မှာသူကြိုက်တဲ့အရာတွေလုပ်ပြီးလို့ရတယ်โอเคလေးရတယ်မပြောနဲ့ကိစ္စမရှိဘူးသွားလိုက်တော့စိတ်ကမရှိဘူးစိတ်ဆိုးအောင်မလုပ်နဲ့စိတ်အများဆိုးလာတယ်ဟယ်လိုမင်္ဂလာပါနဲကောင်းကောင်းမွန်မွန်ဆက်ဆံပါရဲ့ရှင်ကောင်းကောင်းမွန်မွန်ဆက်ဆံလို့ဒီကိုကပြီးတော့ line လွှင့်တာမကြသေးဘူးအစ်စ်ဆိုပို့ပြီးဆက်ဆံမသိဘူးဒါပေမဲ့တချို့ကဆက်ဆံလေးပို့ပြီးရောက်တက်လေးပါဒီလားအဲ့လိုမျိုးကြတော့မကြိုက်ဘူးစိတ်မကြလို့မင်းကိုခိုးပြီးတော့ဘယ်သူမှမသိအောင်ပဲကိုလိုနှစ်ယောက်တူကပါအမဲတဲ့တချင်းဆိုပြနေရအမေးပေးဦးဒီကတော့ तू ဘာမှရေးရလဲပေါ့ဟုတ်တယ်နန်းကအခုတင်တန်းတက်နေရပါအလုံးမလုပ်ပြီးပါနောက်ကြရင်တော့အလုံးလုံးပါတော့ဟယ်လိုမင်္ဂလာပါရှင်မမဟယ်လိုမမဆိုတာလည်းအရေးပြောနေမမဆိုတာလည်းအရေးပြောနေကွာဒီနေ့စထရောဘယ်ရီမလာဘူးလားတဲ့စထရောဘယ်ရီကစောစောလာရဲ့ကိုကြီးတိန်တော့မဖတ်ဘူးလေဒါပေမဲ့ဖတ်မိသွားတာလို့မမကိုတတိယနေမယ်ချစ်တယ်နော်ရမ်းချစ်တယ်အဘွားရမ်းချစ်တယ်ရမ်းချစ်တယ်ဟယ်လိုမင်္ဂလာပါရှင်ကျေးဇူးပါရှေ့အကျုံးလိုက်ကွာဒီညရှေ့ကျုံးတော့ခံနေတယ်ဘူးမှလာမကျုံးတော့ဘူးလားဘင်းနေချေချလိုက်တော့စိတ်မဆိုးဘူးစိတ်မဆိုးအဘွားပြီးအဘွားမမရဲ့နွားလေးဖြစ်စီမမနွားမစီဘူးညင်းမဲပောက်ရရင်ပြောပြဘူးချစ်လားမချစ်ဘူးပပဟယ်လိုချင်းမိုင်မှာကောင်မလေးရှာပြီးဘယ်မှာလဲချင်းမိုင်
ဘယ်မှာလဲချင်းမိုင်လို့ငါတော့ချင်းမိုင်မသွားဘူးငါတော့ချင်းမိုင်တခါမှမရောက်ဘူးမေးပြီးဘယ်ချင်းမိုင်ကိုသွားခိုင်းညာချစ်စုပါငါတော့ချင်းမိုင်တခါမှမသွားဘူးချစ်လားရမ်းချစ်တယ်ရမ်းချစ်ပါရှင်အကုန်လုံးကိုချစ်တယ်နော်တယောက်မကျန်အကုန်လုံးကိုချစ်တယ်ခွဲခြားမဆက်ဆံတာချီလေးကိုပြောတာဖြစ်မယ်မသိဘူးတာချီလေးလည်းမသွားဘူးမြဝတီလည်းမသွားဘူးမဲဆောက်လည်းမသွားဘူးကိုရေကွင်းလည်းမသွားဘူးခေါ်มาလာပြောကိုရေကွင်းလည်းလာမယ်ပြောအပြောကကျွေဟုတ်တယ်ကိုရေကွင်းလည်းအခုမှသွားအောင်လို့ဘသူစီသွားရင်ကောင်းမလဲစဉ်းစားရနဲ့ချင်းတို့ကျမကိုပိုးပန်းလိုက်တော့စကလုံးတွေကမိုက်တယ်ဘယ်မျိုးကနေလိုက်လွတ်နေရလဲကိုရေကွင်းလည်းကနေလွတ်နေရဒါကြည့်မလားဟယ်လိုမင်္ဂလာပါရှင်မောင်လေးရဲ့ရင်ဝင်ထဲလာကြည့်တော့တယ်မောင်လေးမကြိုက်ဘူးမောင်လေးရင်ဝင်ထဲကပူလို့ကိုကြီးရင်ဝင်ထဲကအေးရယ်ချွေးစော်မနံဘူးလားကိုရင်ဝင်ထဲမှာတော့ချွေးစော်နံလည်းနေနိုင်တယ်လို့အသက်အများကြီးကြီးရဲ့ဘဲကြီးတွေဆိုအသေးချစ်တာအချစ်เจ้าတွေမပြောတော့ကျမအမှားကြည့်နေရဲ့နောက်မှတူတူလေးပြောကြမယ်နော်အမကြီးကြည့်နေလို့